တိုက်ပွဲတိုင်းမှာစခင်မှာဒီလူဟာသူ့ဘက်ထဲကိုလက်ချောင်းတွေနဲ့အတင်းနိုင်လေရှိပါတယ်ဒီထူးဆန်းတဲ့အပြုအမူကြောင့်သူဟာဘတ်စကတ်ဘောလုံးအရွယ်အစားရှိတဲ့လက်ပစ်ပုံးတစ်လုံးကိုပါဆက်ထဲကနေထွေးထုတ်လိုက်ပါတယ်အဲ့ဒီနောက်လူတိုင်းအားအသင့်နေကြစင်ပါပဲဒိုရီယန်ဟာဘုံရဲ့ပင်ကိုဆွဲဖြုတ်လိုက်ပြီးအခန်းထဲကလူအားလုံးနဲ့အတူအသေးထံပုံးခွဲဖို့ပြင်ဆင်လိုက်ပါတယ်လွန်ခဲ့တဲ့ခဏလေးကတည်းကဒိုရီယန်ဟာဓာတ်စီပုံးတစ်ပုံးကိုကင်ပြီးရောက်လာခဲ့တာပါသူဟာဓာတ်စီတွေကိုမိရှို့ဖို့မိချစ်ကိုချက်ချင်းချစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ပခုံးဘောကိုလက်တစ်ဖက်ရောက်လာပါတယ်အဲ့ဒါကတော့ရုတ်တရက်ပေါ်လာတဲ့ခူရိုကီပါပဲခူရိုကီဟာဘာမှမဆိုင်မကြောပဲဒိုရီယန်ရဲ့လက်ထက်ကမိချစ်ကိုကန်ထုတ်လိုက်ပါတယ်ဒိုရီယန်ပြန်မတုံးပြန်လိုက်ခင်မှာပဲခူရိုကီဟာဓာတ်စီပုံးတစ်ခုလုံးကိုဒိုရီယန်ရဲ့ကိုယ်ပေါ်ကိုလောင်းချလိုက်ပါတယ်သူတို့နှစ်ယောက်မတွေ့ဖြစ်ကြတဲ့အချိန်တွေမှာဂူရိုကီဟာအများကြီးပြောင်းလဲသွားတာသိတာပါတယ်။တမိနစ်တောင်မဖြစ်ခင်မှာပဲသူဟာဒိုရီယန်ကိုအပြတ်အသတ်အနိုင်ယူလိုက်ပါတယ်။လူတိုင်းမယုံနိုင်အောင်ကြည့်နေကြစင်မှာပဲဂူရိုကီဟာဒိုရီယန်စီကိုမိချစ်ကိုပစ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့ပြင်းထန်တဲ့မိတောက်တွေဟာဒိုရီယန်ကိုတစ်ခုလုံးဝါမျိုးသွားပါတော့တယ်။မကြခင်မှာပဲပြင်းပြင်းထန်ထန်မီးလောင်သွားတဲ့ဒိုရီယန်ဟာတတိလက်ပြီးမြေပြင်ပေါ်လဲကျသွားပါတယ်။လူတွေကလူနာတင်ကခေါ်ဖို့ပြင်နေတော့မှပဲဖရင်ရာရာကထူးဆန်းတဲ့တစ်ခုတတိထားမိသွားပါတယ်မျက်စိတမိအတွင်းမှာပဲဒိုရီယန်ဟာမိဘင်ဘလော့ကနေရုတ်တရက်ခုန်ထွက်လိုက်ပါတယ်မျက်လုံးတွေပြူးကျလျက်နဲ့သူ့ပိုက်ထဲကနေအငွေတွေအမြောက်အများမွတ်ထုတ်လိုက်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းသွားစေပါတယ်အဲ့ဒီအချိန်မှာပဲကူရိုကီရဲ့ဆရာဖြစ်သူကားတော့ပေါ်လာပါတယ်လက်စီလိုမြန်ဆန်တဲ့အချိန်နဲ့သူဟာဒိုရီယန်ကိုတိုက်ခိုက်လိုက်ပြီးဒိုရီယန်ရဲ့ရင်ညွန့်တဲ့ကိုထိုးနှက်လိုက်ပါတယ်ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာကြောင့်ဒိုရီယန်ဟာအချိန်မီပြန်မခိုးခါနိုင်ခဲ့ပါဘူးဒါပေမဲ့ဒိုရီယန်ဟာချက်ချင်းပဲပြန်လဲဟန်ချက်ညီအောင်ကြိုးစားပြီးပြန်တိုက်ခိုက်ဖို့ပြင်ပါတယ်ဒါပေမဲ့ကားတော့ကတော့ဒိုရီယန်ရဲ့လှုပ်ရှားမှုတိုင်းကိုအလွယ်တကူရှောင်သိမ်းနိုင်ခဲ့ပါတယ်ဒိုရီယန်ကအရှုံးမပဲပြန်တိုက်ဖို့ကြိုးစားနေတာကိုမြင်တော့ကားတော့ဟာလူ့ဘက်လက်နဲ့တစ်ခုကိုထုတ်တုံပြီးဒိုရီယန်ရဲ့နားရွက်ကိုတစ်ချက်တည်းနဲ့ဖျက်ချလိုက်ပါတယ်ဒိုရီယန်ဟာကားတော့ရဲ့လက်ထဲကသူ့နားရွက်ကိုကြည့်ပြီးကြောင်တောင်ဖိနေတော့မှပဲကားတော့ဟာနောက်ထပ်လက်နဲ့တစ်ခုကိုထပ်ထုတ်လိုက်ပါတယ်ငါးမြကျိုးနဲ့ရောဘပိုက်ကိုတုံးပြီးတော့သူဟာအစွမ်းထက်တဲ့လွတ်ဝက်လက်နက်တစ်ခုကိုတက်ဆင်လိုက်ပြီးတိုက်ခိုက်ဖို့အသင့်ထင်နေပါပြီ